ကျွန်တော်မြန်မာပြည်သားတွေအော်စီလာမယ်ဆိုရင်အော်စီ student visa နဲ့လာမယ်ဆိုရင်ဒီမှာလာပြီးကျောင်းပညာသင်တဲ့အလုပ်လုပ်မယ်ဆိုရင်ကိုကအခြေခံအလုပ်ကမြန်မာပြည်ကနေတပ်ဖို့လို့တယ်အဓိကဖြစ်စပင်းညတင်နာပေါ့နော်စပင်းညတပ်ဖို့စပင်းညတိုင်သူကဒီမှာအလုပ်လျှောက်ဖို့လွယ်တယ်ပြီးတော့ပညာတက်ရင်ပညာအလုပ်တက်ရင်ဒီမှာလာလို့လျှောက်လို့လွယ်တယ်နောက်ပြီးကြတော့ဒီစားတော့စားအလုပ်လဲနေထားတစ်ခုကျွန်းချင်းတက်တဲ့ဆိုရင်ဒီမှာလို့ရှာဖို့လွယ်တယ်ဒီမှာအော်စီလာပြီးကြောင်းတက်မှဆိုကြောင်းတက်ပြီးအလုပ်လုပ်မှဆိုရင်ကိုကအခြေခံအသက်မွေးဝမ်းကြောင်းတိုင်းမှာကိုလေ့လာပြီးဒီမှာလာဖို့ကောင်းတယ်ဦးကျွန်တော်ကြားတာကအော်စီရဗီဇာဖွင့်ပေးမလို့ပြောတယ်အဲ့ဒါဗီဇာဖွင့်ပြီးဒီမှာလာမယ်ဆိုရင်တော့လူငယ်တွေအတွက်ကောင်းပါလေတိတ်ပြီးကိုဒီမှာအထိရှင်းတာပူတော့ကောင်းတာပေါ့နော်အလုံးလည်းလောက်ကျောင်းလက်တက်ပေါ့နော်ဒါကောင်းတယ်လူငယ်တွေအတွက်တော့အားပေးတယ်အသက်ကြီးတွေလူတွေတက်ကြီးအသက်40ထက်ရောက်ပြီဆိုရင်တော့ကျွန်တော်တဲ့အားမပေးချင်ဘူးနော်အဓိကတော့ဆယ်ကျော်တက်တွေပေါ့နော်မြန်မာပြည်မှာဆယ်တော့အောင်ပြီးအင်္ဂလိပ်စကားတော့တော်တော်လေးလေ့လာရမှာပေါ့နော်ဒီမှာလာမယ်ဆိုရင်တော့အော်စီလာမယ်လာဖို့ရွယ်ထိုင်းတော့အင်္ဂလိပ်စာကိုအနည်းဆုံး advanced ထိတော့ intermediate ထက်တက်ဖို့လို့ advanced ရှင်းတော့ပိုကောင်းတာပေါ့နော်ဒါကိုကျွန်တော်အကြံပြုတယ်ဒီမှာက policy မှာက communication ပိုင်းရတာအရေးကြီးတယ်communication ဟိုကောင်းရင်သူကတော်တော်အလုပ်ရဖို့လွယ်တယ်နော်အဲ့ဒါကိုကျွန်တော်အကြံပြုတယ်နောက်ပြီးကြတော့ဒီမှာလာပြီးအလုပ်လုပ်မှဆိုရင်ကြောက်တိုက်နဲ့လုပ်မှဆိုရင်တော့အဲ့ဒီကျွန်တော်ပြောတဲ့အချက်လက်တွေပေါ့နော်အခြေခံအားဖြင့်ပေါ့နော်စားတော့ဆိုင်အလုပ်ကိုချင်းတက်ထားရမယ်အရှာစားတော့ဆိုင်ဖြစ်ပေါ့နော်မတော်လို့ရတယ်အရှာနေရပတ်စပ်ပေးတာနဲပါတယ်ဒါပေမဲ့သူတိုင်းတိုင်းဘွာရက်တီပို့တော့သူတို့လောက်ရမှာပေါ့နော်နောက်ကြတော့ဒီစောက်လို့ရေးပိုင်းဆိုင်ရာနောက်ကြတော့ဒီစပင်းညတာတော့ဒီစပင်းညတိုင်းလည်းသူကစပင်းညဆိုင်မှာလှုပ်ရှောက်လို့ရတယ်စပင်းညအဓိကတော့စပင်းညတိုင်းတဲ့ဒီမှာကအလောက်ဒီ communication ပိုင်းနဲ့တိတ်မလို့နောက်ကြတော့ကားပေါင်းတက်ဖို့အရေးကြီးတာဟိုမှာကိုကဒီမှာလာမယ်ဆိုကားကိုဘာပဲဖြစ်လိုင်စင်ရယူလားလိုင်စင်ရပြီဆိုရင်ဒီမှာဘာပဲဖြစ်ဒီမှာဒီကလိုင်စင်တော့ထုတ်ရမှာပဲဒီကလိုင်စင်ဖုန်းလိုင်စင်ရပြီဆိုဒီမှာ Uber မောင်းလို့လည်းရတယ် Uber drive လည်းပတ်စံကောင်းတယ် but Uber drive လည်းကားတော့သူ Uber drive ကျတော့ကားတော့သူကအသက်တောင်းတယ်အသက်ဆိုတော့အနည်းဆုံး9နှစ်ပေါ့နော်9နှစ်6နှစ်အဲ့လောက်သူတောင်းတာ9နှစ်6နှစ်ဆိုတော့သူရဲ့ထုတ်တဲ့အချိန်ပေါ့နော်9နှစ်6နှစ်အဲ့လောက်ဖြစ်ရမှာဒါဟောင်းလည်းသူလည်းမခံဘူးနော် Uber drive Uber ချတာဒီမှာကစကူတာရှင်းရပြီစကူတာကဒီမှာဝယ်လို့လည်းရတယ်1500ဒါလည်းရှိတယ်ဆရှိတယ်ဦးဆိုင်ကလည်းပြီးပေါင်းတယ်ဆိုင်ကလည်း2000-3000ဝယ်လို့ရတယ်Uber Eats ပေါ့နော်ဒါကိုကြံပြုတ်တယ်ကျွန်တော်ဒီမှာစီလာပြီးကြောင်းတက်ပြီးအလုပ်လုပ်မှဆိုရင်တော့အဓိကလိုတဲ့အပိုင်းကစကား communication အဓိကတစ်ချက်ကိုရဲ့ skill ပေါ့နော်ဘာ skill ရှိလဲစပင်းညတဲ့ skill ရှိလားချက်ပြုတ်တာစားတော့ဆိုင်မှာတ
တွေ့ကြုံရှိလားတော့จะဆောက်လို့ရေးတော့တခြား field တွေတော့ရှိတယ်များတာပေါ့နော်ကျွန်တော်အဓိကကျွန်တော်တည်တလို့ပေါ့နော်ဟိုတယ်လည်းရတယ်ဟိုတယ်တော့တိတ်တစရမလို့ဟိုတယ်တွေကျတော့ဥစားကဒီ room attendant လောက်တာတတ်ထိုင်းတော့ပုံကောင်းတော့ဟိုတယ်မှာလားဒါကအကြံပြုတယ်မြန်မာပြည်ကကျောင်းသားတွေဟောစီဒီမှာဗီဇာဖွင့်ပေးမလို့ကြားတယ်အဲ့ဒါဟောစီလာမယ်ဆိုရင်တော့ဒါတွေကဒီအခြေခံတွေကဟာလိုအပ်တယ်လို့အကြံပြုတယ်ဒီလိုပဲကျေးဇူးပဲဘိုင်ဘိုင်